ကိုလိုချင်တဲ့မေတ္တာရဖို့အတွက်ကိုကလည်းမေတ္တာရှိအောင်နေရဖို့လိုတယ်မေတ္တာရဲ့သဘောကသင်္ကွင်းနဲ့ဆိုင်လို့ပါတယ်တချို့ကမေတ္တာတော့လိုချင်နေဒါပေမဲ့မေတ္တာရှိအောင်မနေတတ်ဘူးသူနဲ့မင်းချင်းဆန်လိုက်တာနဲ့ကိုယ့်ရင်ထဲမှာမီးလာတဲ့လိုမျိုးအပူလိုင်းတွေကချက်ချင်းကူးဆက်ပြီးကိုယ်မှရှိတဲ့စိတ်အကြည်လေးတွေတောင်မှပျောက်ဆုံးကုန်တယ်အဲ့လိုလူမျိုးကိုတော့ဝေးဝေးရှောင်တဲ့နေကိုကမေတ္တာလိုချင်နေဆိုရင်ကိုယ့်စီမှာမေတ္တာအရင်ဖြည့်ထားဖို့လဲလိုတယ်ကိုယ်မှရှိနေမှသူများကိုဖြန့်ဝေနိုင်မှာမဟုတ်လားဒါကြောင့်နေ့စဉ်မေတ္တာစိတ်ကလေးအကောင်းမြင်စိတ်ကလေးတွေထားပြီးဘာတွေးတွေးဘာပြောပြောဘာလုပ်လုပ်တတိလေးကပ်ကောင်းမွန်ချူတာတဲ့မေတ္တာစိတ်ကလေးထားပြီးတွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့မေတ္တာလိုက်နေရသူများစီကိုကူးဆက်စေရပါပဲကိုကမေတ္တာလိုချင်ရင်ကိုကအရင်မေတ္တာပေးရတယ်ကိုကအချို့လိုချင်ရင်ကိုကလည်းအချို့တဲ့ကလေးနဲ့စရတယ်ကိုကအလင်းတက်လိုချင်ရင်ကိုယ့်ရဲ့စိတ်နှလုံးကိုမမောင်ချတာလို့မရဘူးမေတ္တာစိတ်အကောင်းမြင်စိတ်ကလေးနဲ့လင်းချင်းစေရမယ်ကိုယ့်ကိုမေတ္တာရှိစေခြင်းမေတ္တာရှိအောင်နေဖို့လိုပါတယ်